န်ကောက်မှာမိသားစုနဲ့နေထိုင်မှုဈေးတန်ဆုံးနဲ့ကွန်ဒိုကိုရှာနေပါလားမြို့ထဲကိုလည်းလွယ်တူသားနိုင်မယ်ဒီငယ်အေးချမ်းနဲ့ရက်ကွက်မှာလည်းနေထိုင်ရမယ် Superline City Resort 107ကျွန်တော်ခုမဖိတ်ဆက်ပေးမယ် project ဆိုရင်နာမည်ကြီး developer ဖြစ်တဲ့ Superline မှာတိစောက်ထားတာဖြစ်ပြီး BTS Barrier မှာတည်ရှိတာကြောင့် freelancer တွေအတွက်ထူးထူးခြားခြားပါလို့နေရာတွေမိသားစုနဲ့ဈေးဝယ်ထွက်ချင်သူတွေအတွက် Terminal 21လို့နေရာတွေဘန်ကောက်ရဲ့ night life ကိုသဘောကျတဲ့သူတွေအတွက်နနပလာဇာကိုနေရာတွေလည်း BTS Green Line ကျောင်းထဲနဲ့တင် AC သွားအောင်နိုင်ပါပါဒါပြင် International School တွေရဲ့အနီးနားမှာတည်ရှိရတဲ့အတွက်ကြောင့်တတမီမီတို့ပညာရေးအတွက်လည်းစိတ်မပူရတော့ပါဘူးလူနေရာတွေ AC သွားအောင်နိုင်မဲ့ဒီကွန်ဒိုရဲ့ run time နဲ့ facility လေးတွားကြည့်လိုက်ရအောင် facility အနေနဲ့ swimming pool, gym, 24 hour vending machine နဲ့ rooftop bar တွေလည်းပါရှိမှာပါကွန်ဒိုထဲမှာလည်းနောက်ထပ် 7-11 ဖွင့်ဖို့ရှိပါသေးတယ် run time အနေနဲ့ studio room, 1 bedroom, 1 plus bedroom, 2 bedroom ဆိုပြီးတော့၄မျိုးရှိပါတယ်ခုပြပေးမယ်1 bedroom ဆိုရင်42 square meter ရှိပြီး fully furnished ပါရှိမှာပါ living room အနေနဲ့ partition ဖြစ်တာကြောင့် living room ထိသွားဝလင်းအောင်ကောင်းရစီမှာပါမြို့ကြောင်အနေနဲ့လည်းခုပါရှိတာကြောင့်ချက်တဲ့ဖြုတ်တဲ့အခါအခန်းတွေညှို့နှံကင်းဝေးစီမှာပဲဖြစ်ပါတယ် studio လား 1 bedroom လားရွေးနေကြတဲ့သူတွေအတွက်အထူးခန်းလေးတစ်ခန်းနဲ့မိတ်ဆက်ပေးပါမယ်တစ်ခန်းနဲ့အခန်းတစ်ခန်းနဲ့တူပြီး၄ယောက်ဖြစ်တဲ့ 1 plus bedroom ခန်းလေးက 44.5 square meter ကျယ်ဝန်းပါတယ် plus room ခန်းလေးကို office room အနေနဲ့ထားမလား kid room လုပ်မလားမိမိကြိုက်နေတဲ့ရာခန်းပုံစံဖန်တီးနိုင်ပါတယ်ခုပြပေးမယ် double bedroom လေးရဆိုရင်ဖြင့် 69.5 square meter ကျယ်ဝန်းပြီး master bedroom တစ်ခန်း second bedroom တစ်ခန်းပါရှိမှာဖြစ်ပါတယ် close kitchen ဖြစ်တာကြောင့်ညှို့နှံကင်းဝေးစေပြီး living room နဲ့ dining area ပေါင်းဆက်ထားပြီး runner ပါရှိရာကြောင့်အခန်းအတွင်းလေဝင်တွေအတွက်နဲ့တဘာဝလင်းအောင်ကောင်းကောင်းရစီမှာပါနောက်ထပ် studio room အနေနဲ့ဒီ studio room ဟာဆိုရင် 28.5 square meter ကျယ်ဝန်းရှိပါတယ်1 layout ဖြစ်ပြီးတော့ living room, bedroom နဲ့ dining area ကိုတစ်ခန်းထဲမှာစနစ်တကျဖွဲ့စည်းထားပါတယ်တယောက်တည်း AC နေခြင်းသူတွေအတွက်အဆင်ပြေတဲ့၄ယောက်လေးနဲ့ဖန်တီးထားပြီး open plan design ဖြစ်တဲ့အတွက်တဘာဝလင်းအောင်နဲ့လေဝင်လေထွက်ကိုကောင်းကောင်းရစီပါတယ် budget room လေးဖြစ်တဲ့အတွက်ကြောင့်အခြားခန်းတွေထက်လည်းဈေးသက်သာပါတယ် Superline ကွန်ဒိုမှာနေထိုင်တဲ့သူတွေအတွက်လည်းသွားလာအဆင်ပြေအောင်ကွန်ဒိုမှာ BTS Barrier ထိနိုင်ဝက်တစ်ခါ shuttle bus စီစဉ်ထားပေးပါတယ်ဒီလိုမျိုးထိုင်းနိုင်ငံရဲ့နာမည်ကြီး developer Superline ဟာတိစောက်ထားတဲ့ကွန်ဒိုကိုမြန်မာငွေ3,200ကျော်တဲ့နဲ့ရရှိခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့သာဆက်သွယ်လိုက်ပါဒါကြောင့်ဈေးတန်ပြီး facility ပြည့်ဝရှိတဲ့ကွန်ဒိုလေးကိုပတ်သက်ခြင်းနဲ့ဆိုရင်တော့တရားရင်လုံးစိတ်ချတဲ့ကိုရနဲ့သာအများဆုံးဆက်သွယ်လိုက်ပါခင်ဗျာကိုရဆိုရင်တော့ဖြင့်လူကြီးမင်းတို့ဝယ်ယူထားတဲ့ကွန်ဒိုတွေအိမ်ယာတွေအတွက်လည်းပြင်ဆင်ခြင်းနဲ့ဆိုရင် interior decoration မှာတစ်ခါရဲချိတ်ဆက်လုပ်ဆောင်ပေးပါတယ်ခင်ဗျာဗီဒီယိုကိုအစဆုံးကြည့်ရှုပေးတဲ့အတွက်ကျွန်တော်တို့ပူရမှာအထူးပင်ကျေးဇူးတင်ရှိပါတယ်